ပါရှင်ညီမလေးနာမည်ကတော့ကျဆောင်ပါအသက်က18ပါမြစ်ချနာကနေပြီးတော့လာရောက်ရှင်တိုင်ဖြစ်ပါတယ်ဒီတိုင်ပွဲနဲ့ပတ်သက်ပြီးတော့အသေးအုံအများကြီးရချင်တယ်ပြီးတော့ပရိသတ်ရဲ့အားပေးမှုလည်းလိုချင်တယ်လာပါညီမလေးဟုတ်ကဲ့ပါမင်္ဂလာပါရှင်ညီမလေးနာမည်လေးမိတ်ဆက်ပေးပါဦးဂျာဆမ်အောင်ဟုတ်ကဲ့ပါကချင်တိုင်းရဲ့သူလေးပေါ့ဟုတ်ကဲ့ပါနာမည်လေးလည်းလှရဲလူလေးလည်းချောပါတယ်ညီမလေးဒီပြိုင်ပွဲကနေများနိုင်ခဲ့လို့ရှိရင်စုကြေးတွေများရခဲ့ရင်ညီမလေးဘာလုပ်မယ်လို့စဉ်းစားထားသေးတယ်ငါလေးစုကြေးရခဲ့ရင်အားလုံးကအမေအသက်ပဲအခုချိန်ပေါ့နော် expert သားစုယူရရင်လည်းအမေအသက်ပဲဖြစ်စေချင်တယ်အမေကိုချစ်တယ်သူရဲ့တခါလေးခိုက်ခဲတဲ့အချိန်တွေမလေးနားရပြီးရသူအမေရောအခုဘယ်မှာနေနေတာလဲသူကမြစ်ချနာမှာနေဩလိုက်မလာလားတူဟုတ်ဟာညီမလေးတော့အခုအိမ်ပြန်ဆောင်နေလို့မီးလောင်သွားတယ်အိမ်ဆောင်နေတော့3လပိုင်းလောက်တော့ညီမလေးတော့အိမ်လောင်သွားတယ်ပေါ့နော်ညီမလေးကတော့ရန်ကုန်မှာပဲပေါ့အဆင်ပြေပါတယ်အခုအိမ်ပြန်ဆောင်နေပါပြီတယောက်မှလည်းပေါ့မီးလောင်သွားတဲ့အချိန်မှာမိသားစုတွေတယောက်မှထိခိုက်တာတော့မရှိပါဘူးဒါမဲ့အဆုံးသွားရတော့များတာပေါ့ခုညီမလေးဆိုမဲ့ချင်အောင်ကျွန်းလေးပါဟုတ်ကဲ့ညီမလေးရေးထားတဲ့ချင်အောင်ကျွန်းကွက်ကိုရေးထားတာဟုတ်ပြီအဲ့ဆိုအမတို့ခဲ့ကွယ်လို့အမိရဟုတ်ကဲ့ပါနားဆင်ပါမယ်ရှင့်အချစ်ကငါတို့တော့ဆုံးလမှုတခုလားဝိတ်တော့ချရတော့နေရောက်ဟာမဆုံးနိုင်တော့ဘူးလားညညမတေးမဲချောင်းတွေပဲရစချင်များစွာဝေရောက်ခဲ့they took it so we dog in yellow lip tankညောင်းပါရဲ့ညီမလေးကိုတစ်ခုလောက်ထပ်ပြီးတော့မေးချင်ပါတယ်အဲ့တော့ညီမလေးကတချင်းလေးရေးနိုင်နေဆိုတော့ instrument တွေပါတီးတတ်တာပေါ့ဂီတာတီးတတ်တယ်ဂီတာတီးတတ်တယ်ဒါဆိုလို့ရှိရင်ဒါလေးကအားသာချက်တစ်ခုပဲမငယ်မလဲကိုရေးထားတဲ့တခြင်းကိုကိုယ့်ကိုယုံကြည်မှုအပြည့်အဝနဲ့ဆိုသွားတဲ့အတွက်ကြောင့်မလို့သဘောကျပါတယ်ဟုတ်ကဲ့ပါရှင်ကြီးမားမားပြည့်ရလို့ပြောကြရလဲသိမရှိပါဘူးတခြင်းဆိုသွားတာရောခစားတော့မှုပေါ့နော်ကောင်းတဲ့ထဲမှာပါပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုပါကိုရေးတဲ့တခြင်းလေးကိုဒီစီဇန်မှာလာပြီးပြိုင်တဲ့အတွက်ကိုကိုတို့ကတော့ဝမ်းသာပါတယ်တခြင်းရေးတဲ့သူတယောက်တိုးလာရင်တယောက်တော့တခြင်းဆရာဝမ်းသာတာပဲဟုတ်တယ်ဟုတ်ပါတယ်လို့ဆိုသွားတာလေးလည်းကောင်းပါတယ်ချစ်ဆက်ကောင်းပါတယ်ခန်းစားသက်ဝင်မှုလေးနဲ့ဆိုနိုင်တာလည်းတွေ့ရပါတယ်နောက်ထပ်တခြင်းကိုပိုင်တခြင်းလေးတွေနဲ့ထပ်ပြီးတော့ရှင်ပြိုင်ခွင့်ကိုပေးကြပါတယ် yes ပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါလိုက်တော့ပါတယ်ကိုကလည်းညီမကိုနောက်ထပ်တစ်ဆင့်မှာဘယ်လိုဆိုမလဲဆိုတာကိုထပ်ပြီးတော့နားထောင်ကြပါတယ် yes ပါညီမဟုတ်ကဲ့ thank you ငါငယ်မလဲနောက်တစ်ခေါက်ကြောက်လို့ရှိရင်ဂီတာလေးနဲ့ကြီးချင်ပါသေးတယ် yes ပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဒီကြီးနာကိုသတင်းကောင်းပေးလို့တစ်ဆင့်ရသွားပြီပေါ့နော် yes ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်